မိတ်ဆွေတို့ဒီမှာဖုန်းတစ်လုံးရှိတယ်ဆိုရင်မဖြစ်မနေဒီ Gmail account ဖွင့်ထားဖို့လိုပါတယ်နော် Google YouTube Facebook Gmail account ဖွင့်ပြသွားပြီဆိုရင်ဒီကောင်ဖွင့်လို့လွယ်သွားပြီနော်ဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုထက်မှာပြောပြသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ Tech Burma YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီပညာနဲ့ပတ်သက်တဲ့ဗီဒီယို online ရတဲ့ငွေရှာလို့ရတဲ့ဗီဒီယိုကိုမိတ်ဆွေတို့ကိုဒီ channel မှာတင်ပေးသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကဒီ channel လေးကို subscribe မလုပ်ရသေးရင်အခုပဲ subscribe လုပ်လိုက်ပါနော်โอเค Gmail account ဖွင့်ဖို့အတွက်မိတ်ဆွေတို့အရင်ဆုံးဒီ Gmail ထဲကိုဝင်မယ် Gmail ထဲကိုဝင်ပြီးသွားပြီဆိုရင်ဒီမှာမိတ်ဆွေတို့ပြမယ်နော်ဒီ Play Store တို့ Chrome တို့ YouTube တို့ကြတော့ဖွင့်လို့ရပြီနော်သူ့ကန်သူ auto ဖွင့်သွားမှာနော်โอเค Gmail ထဲကိုဝင်ပြီးသွားပြီဆိုရင်ဒါကကျွန်တော်အကောင့်ဖွင့်ပေးသားမို့လို့ဒီလိုမျိုးပြနေတာเนาะမိတ်ဆွေတို့အကောင့်မဖွင့်ရသေးဘူးဆိုရင်ဒီလိုမျိုးပြလိမ့်မယ်เนาะအဲ့တော့ပထမချိန်တော့ဒီလိုမျိုးမပြအောင်เนาะအခုကျွန်တော်မိတ်ဆွေတို့ကိုပြမယ်ဖုန်းဆက်ဆက်ချင်းဝယ်လို့ရှင်မိတ်ဆွေတို့ကိုဒီလိုမျိုးမပြဘူးဒီလိုမျိုးပြလိမ့်မယ်เนาะဒီလိုမျိုးပြလိမ့်မယ်เนาะအဲ့တော့ဒီ Google ကိုနှိပ်မယ်ဒီမှာ Google ကိုနှိပ်မယ်โอเคခဏစောင့်လိုက်ပါဒီနားလေးမှာမိတ်ဆွေတို့ fingerprint တောင်းလိုက်မယ်เนาะ fingerprint နှိပ်ပြသွားပြီဆိုရင်ဒီမှာဒီလိုမျိုးပေါ်လာလိမ့်မယ်เนาะပေါ်လာပြီဆိုရင်ဒီမှာ create account ဆိုတာလေးရှိရเนาะအဲ့ဒါလေးကိုနှိပ်ပေးလိုက်မယ်ပြီးသွားလို့ရှင် for my personal use ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ဒီမှာမိတ်ဆွေတို့ရဲ့နာမည်ကိုထည့်မယ်โอเคကျွန်တော်ဒီမှာထည့်လိုက်မယ် Tech Burma ဆိုပြီးထည့်လိုက်မယ်เนาะโอเคပြီးသွားလို့ရှင် next ကိုနှိပ်မယ် next ကိုနှိပ်ပြီးသွားလို့ရှင်မိတ်ဆွေတို့ရဲ့မွေးနေ့ကိုဒီမှာထည့်ရမှာเนาะโอเคမွေးနေ့ထည့်လိုက်မယ်ဒီမှာမိန်းကလေးဆိုရင် female ယောက်ျားလေးဆိုရင် male ကိုနှိပ်လိုက်မယ်โอเคကျွန်တော် male ကိုနှိပ်လိုက်မယ်โอเคပြီးသွားလို့ရှင် next ကိုနှိပ်မယ် next ကိုနှိပ်ပြီးသွားလို့ရှင်မိတ်ဆွေတို့ဒီမှာပေးထားတဲ့ user name ပဲထည့်ကြတာလားကိုယ့်ပိုင်ကို user name လုပ်ရှင်တာလားဆိုတာကိုဒီမှာပြထားရနော်โอเคကျွန်တော်ကိုယ်ပိုင်ကိုပဲဒီ Gmail account လုပ်မယ်ပေါ့နော်I create your own Gmail address ဆိုတာလေးကိုနှိပ်မယ်ပြီးသွားလို့ရှင်ဒီမှာမိတ်ဆွေတို့ထည့်ကြတဲ့ Gmail ကိုဒီမှာထည့်လိုက်မယ် Tech Burma 11နဲ့ကျွန်တော်ထည့်လိုက်ပြီနော်โอเคဒီ gmail.com ဆိုပြီးတော့ထည့်စေရမလို့တော့သူ့ဘက်သူ auto ပါပြီးသားနော်โอเคပြီးသွားလို့ရှင် next ကိုနှိပ်မယ်နှိပ်ပြီးတော့ဆိုရင်မိတ်ဆွေတို့ password ဒီမှာ7လုံးထည့်ရမှာနော်မိတ်ဆွေတို့7လုံး password 7လုံးကိုကြိုက်သလိုထည့်ပါโอเคကျွန်တော်ထည့်ပေါ်7လုံးနော်ပြီးသွားလို့ရှင် next ကိုထည့်နေမယ်โอเค next ကိုဒီမှာနော်အကောက်ဖွင့်သွားပြီနော်ဒီမှာ next ကိုထည့်နေမယ်ပြီးသွားလို့ရှင်အပေါ်ကိုဆွဲမယ်နော်အပေါ်ကိုဆွဲပြီးသွားလို့ရှင် I agree ဆိုတာလေးရှိရနော်ဒီမှာဒီ I agree ကိုနှိပ်လိုက်ပါဒါဆိုရင်မိတ်ဆွေတို့ Gmail account ဖွင့်တာအောင်မြင်သွားပြီပေါ့နော်โอเคဘာထက်လောက်ရမလဲဆိုတာကိုပြမယ်နော်မခဏစောင့်လိုက်ပါခဏလေးလော်တယ် view ပြတာပြီဆိုရင်ပြန်ပြီးတော့ပွင့်လာလိမ့်မယ်နော်ရပြီဆိုတာလည်းဒီမှာမိတ်ဆွေတို့ကိုဒီမှာခုနဖွင့်ပြထားတဲ့ Gmail ကဒီမှာရောက်နေရနော်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှင်ဒီမှာ Gmail account အသစ်ဖွင့်တာအောင်မြင်သွားပြီနော်အဲ့ဒါပြီးသွားပြီဆိုတာနဲ့မိတ်ဆွေတို့ Gmail YouTube Google Chrome အဲ့ဒါတွေအကုန်လုံးတုံးလို့ရပါပြီနော်မိတ်ဆွေတို့ကဒီ Tech Burma YouTube Channel ကို subscribe မလုပ်ရသေးရင်လည်းအခုပဲ subscribe လုပ်လိုက်ပါနော် Okay အားလုံးပဲ see you bye bye